ကဲဒီနေ့တော့မျိုးကြီးရဲ့တစီဆိုတဲ့တခြင်းကိုဒါနဲ့အလွယ်တကူတီးရမယ်ဆိုပြောပြပေးမယ်သူကတကယ်တော့ piano နဲ့တီးထားတာလေနော် piano နဲ့တီးထားတာဆိုဒါနဲ့လိုက်တီးမယ်ဆိုရင်ဒီဆက်ဆုံးဆိုတာပဲယူတီးလို့ရမယ်ပေါ့လုံးဝတလုံးမကြံတူဖို့ဆိုတာတော့နည်းနည်းခက်ခဲတယ်ပေါ့နော်ဘယ်လိုတီးမလဲအရင်ယူရှင်းတယ်သူမှပါတဲ့ chord တွေကိုတစ်ချက်ကြည့်လိုက်အကောတွေပဲလိုက်တီးလို့ရတယ်ဒါကဒီကနာတွေအတွက်ရည်ရွယ်တာဖြစ်တယ်ယူရှင်းဆုံးပဲတစ်ခုပဲပြောပြမယ်ကော့ရီရိုးရိုးပဲကင်လို့ရတယ်ဥပမာ B minor ပေါ့ plugin ပြီးရင်90%လောက်က bass ကိုဒူပဲယူတာပေါ့နော်ဟုတ်ပြီညာဖက်လက်တင်ပြီးပြပြမယ်အရင်ဆုံး bass ကိုဒူနဲ့နှစ်ကျိုးနဲ့ကိုခြိုက်လို့ဆွဲလိုက်မယ်ပြီးရင်ကျိုးနံပါတ်ပြောတာနော်4-3နဲ့4-3ဒါပဲအတီနီတိုင်းပဲတစ်ပုတ်လုံးတီးလို့ရတယ်melody ထည့်ရပေါ့ဒါပဲကော့တော့ Google မှာရှာလဲရတယ်ဒီမှာလည်းပြထားပေးလိုက် Okay နော်အလွယ်လေးပဲဖြည်းဖြည်းလေးလိုက်တည်ကြည့်လိုက်